ကျွန်တော်ငါးလီနေရင်းနဲ့မတော်တဆလက်ချောင်းတစ်ချောင်းပြတ်သွားခဲ့တယ်ကျွန်တော်သတိပြန်ဝင်လာတဲ့အချိန်မှာတော့အဲ့ဒီပြတ်သွားတဲ့လက်ချောင်းဟာစီတူဘူးထဲမှာအလုံးပိတ်ခံလိုက်ရပြီးမြို့ရဲ့အကြီးဆုံးစူပါမားကတ်စီကိုအပို့ခံလိုက်ရပြီဗျအယောင်စာရေးကလည်းဘူးအားလုံးကိုစင်ပေါ်မှာချက်ချင်းပဲအစီအီတင်လိုက်တော့တာပေါ့ကျွန်တော်လက်ချောင်းကိုပြန်ရှာဖို့အတွက်ကျွန်တော်ဟာနေတိုင်းစူပါမားကတ်ကိုသွားခဲ့တယ်ဘူးတွေကိုတပူပြီးတပူလှုပ်ခါကြည့်ပြီးထူးခြားတဲ့အတန်ထွက်မလားဆိုတာကိုအမြဲစမ်းတက်နေခဲ့တာအဲ့ဒီနေ့ကစုထားတဲ့ပတ်စံတွေအကုန်သုံးပြီးစင်ပေါ်ကငါးတစ်တာဘူးမှန်သမျှအကုန်ဝယ်ခဲ့ပေမဲ့ကျွန်တော်လက်ချောင်းကိုရှာမတွေ့ခဲ့ပါဘူးလက်လျှော့တော့မယ်လို့ကြံရွယ်နေတော့မှပဲစတိုးဆိုင်စင်ပေါ်ကဘူးတပူစီကနေရင်းနှီးနေတဲ့ခောက်တန်လေးတစ်ခုကိုကြားလိုက်ရတယ်ဒါကျွန်တော်လက်ချောင်းပဲဖြစ်ရမယ်ကျွန်တော်အဲ့ဒီဘူးကိုအမြန်ဝယ်ပြီးအိမ်ကိုယူလာခဲ့တယ်ဘူးကိုဖွင့်လိုက်တဲ့အခါမှာတော့တကယ်ပဲပျောက်ဆုံးနေတဲ့ကျွန်တော်လက်ချောင်းဖြစ်နေတာပေါ့ကျွန်တော်လည်းစိတ်လှုပ်ရှားစွာနဲ့အဲ့ဒီလက်ကိုပြန်ဆက်လိုက်ပေမဲ့တခုခုတော့လွဲနေတယ်လို့ပဲအဲ့ဒီလက်ချောင်းကအမြဲတမ်းတွတ်လိမ့်နေပြီးကျွန်တော်နှာခေါင်းကိုလိုက်နိုင်ဖို့ပဲကြိုးစားနေတာအဲ့ဒီအချိန်မှာပဲစောစောကခောက်တန်ကိုထပ်ကြားရပြန်တယ်တကယ်တော့ကျွန်တော်လုပ်ဖို့ကိုင်ဘက်ရဲ့လက်မှာရှိနေတဲ့လက်ချောင်းကမှကျွန်တော်လက်ချောင်းစစ်ဖြစ်နေတာဗျသူကကျွန်တော်လက်ချောင်းနဲ့သူ့နှာခေါင်းကိုနှိုက်တော့မဲ့အချိန်မှာကျွန်တော်မနေနိုင်တော့ပဲပြေးသွားပြီးသူ့လက်ကိုလှမ်းဖမ်းလိုက်တယ်နှစ်နာရီခွဲကြာအောင်အလူရက်လူကြပြီးတဲ့နောက်မှာတော့ကျွန်တော်လက်ချောင်းကိုပြန်ရခဲ့ပါတယ်ကျွန်တော်လုပ်ဖို့ကိုင်ဘက်ကတော့ကျမ်းပြင်ပေါ်မှာထိုင်ပြီးကျွန်တော်ကိုချိန်ဆနေတာကြောင့်စောစောကမဆက်ထားတဲ့လက်ချောင်းကိုသူ့စီလွှင့်ပစ်ပေးလိုက်တယ်သူလည်းအဲ့ဒါကိုကောက်ပြီးပြန်ဆက်လိုက်တာပေါ့ဒီလိုအလွဲချော်တွေဖြစ်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့တငယ်ချင်းကောင်းတွေဖြစ်သွားကြတယ်ဂျက်ဂျက်ကတော့စက်ယုံမှာအလုပ်လုပ်ရင်လက်ပြတ်တယ်ဆိုတာဖြစ်နေကြပဲလို့ပြောပြတယ်ကျွန်တော်လည်းနောက်ထပ်လက်ချောင်းတစ်ချောင်းထပ်ပြတ်မှာကိုစိုးရိမ်လာတာကြောင့်ကျွန်တော်တို့နှစ်ယောက်လုံးအလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီးအဲ့ဒီစီတူပူစက်ယုံကိုဘယ်တော့မှခြေဦးမလဲတော့ဘူးလို့တစ္ဆာဆိုခဲ့ကြတယ်တင်တတိမထားမိတာတခုရှိတယ်ကျွန်တော်အလုပ်ရှင်ဆိုရင်လက်ချောင်းလေးချောင်းတောင်ပြတ်နေတာဗျကျွန်တော်လုံခြုံရေးဝန်ထမ်းအဖြစ်အလုပ်တစ်ခုရခဲ့တယ်ဒါပေမဲ့အလုပ်သွားတဲ့လမ်းမှာမျိုးကြီးပြကြီးကလူတွေဟာသူတို့ရဲ့အလုပ်တွေကြောင့်စက်ရုပ်တွေလိုဖြစ်နေကြတာကိုသတိထားမိလာတယ်လူတိုင်းဟာမမောမပန်းနိုင်တဲ့အလုပ်လုပ်ဆက်တွေဖြစ်နေကြတယ်လို့ခွေးလေးတွေတောင်မှပုံစံတူမွန်းစကားတွေဖြစ်ကုန်ကြပြီရက်အနှဲငယ်ကြတော့ဂျက်ကကျွန်တော်စီအလဲလာတယ်သူကဒီလိုဆက်ရုပ်ဆန်တဲ့ဘဝကနေရုံထွက်ဖို့နီလန်တစ်ခုတွေ့ထားတယ်တဲ့အဲ့ဒါကတော့အချစ်ကိုရှာဖွေဖို့ပဲပေါ့သူဟာကားပေါ်မှာသူ့ရည်စားနဲ့ဆုံခဲ့ပြီးနှစ်ယောက်သားအချစ်မီးတွေတောက်လောင်ခဲ့ကြတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာနေ့တိုင်းဘတ်စကားအတူတူစီးပြီးအမတ်တရအနေနဲ့ကားလက်မှတ်တွေကိုတစ်တာတစ်လုံးစာရတဲ့အထိစုဆောင်းခဲ့ကြတယ်သူတို့ရဲ့ပြောစရာမြင်ကွင်းကိုကြည့်ပြီးကျွန်တော်လည်းအချစ်ကိုတောင်းတလာမိတယ်တနေ့မှာတော့ဓာတ်လေကားထဲမှာတွေ့ခဲ့တဲ့ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းချစ်မိသွားပါတော့တယ်ကျွန်တော်ဟာသူမကိုအရန်ဆွဲလန်းသွားခဲ့တာကြောင့်မိသီးတွေပိုစတာတွေသတင်းကြေညာသူတွေနဲ့ကျွန်တော်ရဲ့ထမင်းချိုင်းကိုကြည့်ရင်တော့သူမမျက်နှာကိုပဲမြင်နေရတော့တာဒါကြောင့်ကျွန်တော်ရဲ့နက်မိမယ်လေးနဲ့နှိစက်ဖို့ကျွန်တော်စူးစမ်းခဲ့တယ်ဒါပေမဲ့ထူးဆန်းတာကသူမဟာထမင်းမင်းဟင်းမင်းနဲ့စာမျက်နှာတွေမှာဘာသာသားမှမပါတဲ့အဖြူရောင်စာအုပ်ကြီးတအုပ်ကိုပဲအမြဲတမ်းထိုင်ဖက်နေတာပါပဲ